ဟာဟုတ်ကဲ့မို့ ဒါကိုပြ ဆက်ပါလို့ တိတော့ဆော့တယ်ကွယ် တနေ့နဲ့တနေ့မင်းအကလည်းမလေးကျင့်နော်ပြားစက်တွေလည်းမဖတ်နော်ဘာမှဒိုင်ယာလော့လည်းမကြက်မင်းစဘောရအလွဲလွဲကုန်မယ်နော် အခုနလေးမှလေးချင်းပြ ဟုတ်တယ်အဲ့ဒါနဲ့မခွာဘူးနော်မင်းနော်မင်းနော်တလေးတွေပြေးပါနော်ဝမ်းနေကြပြီလားကိုလည်းလွမ်းတာဟုတ်ကွယ် ဟုတ်ကာဖြို့ ညာကိုကြီးဩ တော့လုပ်ရတော့ ဟောတက်တော့ပိတ်သက်တွေကိုမိတ်ဆက်တယ်အလွမ်းကြီးလေမိတ်ဆက် လာပြန်ပြီတရားဟိုတွေကဥက္ကာမိုးကလည်းဟိုမှာဖုံးနဲ့မျက်နှာနဲ့မခွာလို့စုပြီးမင်းကလည်းဟမ်တနေ့ဒီဖုံးနဲ့အသေးလေးတွေမိတ်ဆက်သေးလေးမိတ်ဆက်စင်ပေါ်ရောက်လို့ရှိရင်လေတချဲတွေကိုတောက်လို့ရဆိုတာတောက်လို့ရဆိုတာတောက်လို့ဆိုတာနော် ပုတ်ကိုရဲ့ခုနနောက်ရင်ကြက်လိုက်မယ်လောလောဆယ်မှာတက်တော့ပိတ်သက်တွေကို ကြက်တတိထားကြက်တတိထား ဟိုင်းမင်္ဂလာပါတဲလေးတို့ရေဒီနေ့ cosmetic ပစ္စည်းတစ်ခုနဲ့မိတ်ဆက်ပေးမယ်နော်ဒီနေ့ထက်ထုံးတဲ့ cosmetic ပစ္စည်းလေးရတော့ဒါကလုံးဝဝက်ချန်စားဝက်ချန်အကုန်လုံးတင်းပြောက်စီနေနော်အဲ့ဒါလေးကိုလိုချင်တယ်ဆိုရင်ဘိုင်ပါမှာချက်ပေါက်မှာဖုန်းနံပါတ်လေးချပေးထားတယ်ဟိုင်းမေးပါဦးနော်တဲလေးတို့ရေ ဥက္ကာဆုံး ဆရာ ဘာလုပ်ရတာ ဆရာပစ္စည်းရောင်းနေရ ဟောပစ္စည်းရောင်းနေတာ ဟုတ် မင်းရောက်တော့မှဒီနေ့ရောက်တယ်အကတင်မဲ့အချိန်ကိုမင်းပစ္စည်းရောင်းနေတာဘယ်အချိန်အကတင်မှာလဲ ဆရာညကြတင်လိုက်မယ်လေ ဘာဝဟမ်မင်းတော်ကြိုးစားတဲ့ကောင်ပဲကွာတော်ကြိုးစားတဲ့ကောင်ပဲဥက္ကာဆိုဥက္ကာမိုးဥက္ကာဖြိုးသုံးယောက်လုံးခေါ်ပြီးငါရှိလာခဲ့ဒါပဲကဲမင်းတို့သုံးယောက်ကတနေ့ဒီလိုပဲလုပ်နေရဟမ် ဟုတ်ပါ ဟုတ်ပါကိုရဲ့ တိတော့လေးဆော့ သူများတွေမရှက်ဘူးလားသူများတွေနိုင်ငံကျော်မင်းသားတွေဖြစ်နေပြီမင်းတို့အချိန်ရှိတွေကြိုးစားအောင်ဆိုမင်းတို့နားမလဲကြဘူးလားဟမ် ဟုတ် သူများနိုင်ငံကျော်မင်းသားဖြစ်ချင်တယ်မင်းတို့မဖြစ်ချင်တော့မကြိုးစားချင်ကြဘူးလား ဖြစ်ချင်ပါ ဟမ် ဖြစ်စေက ဖြစ်ချင်ပါတယ်ဖြစ်ချင်ပါတယ် ဖြစ်ချင်ပါ ဖြစ်ချင်ပါတယ် မတော်ကြက်တတိဆောင်မကြက်တတိဆောင်ဟမ်မင်းရော ကြာ မင်းလည်းတချင်းတွေတနေ့မချက်ဘူးနော် ဟုတ် အလွဲတွေကြီးပဲ ကိုယ်ကစေကလောက်စေကတစ်ခါလောက်ပြောတာ ဟမ်လို့ရဩကာဆို ဆရာ မင်းလည်းသူများအိတ်တဲ့အချိန်မှာကြွားထားပြီးကြိုးစားနော်အချိန်တည်းကြိုးစားကြား ဟုတ်ကဲ့ ဒါပဲပြောချင်တယ်ဒါပဲပြောချင်တယ်မင်းတို့ဒါပဲပြောချင်ကြက်တတိဆောင်ကြက်တတိဆောင်ဦး ဒါတော့မတရားဘူးကွာ ဟုတ်တရားဟုတ် ငါတို့ကြာတက်တော့မဆော့ခိုင်းဟဲ့မို့ငါတို့တက်တော့မဆော့ခိုင်းသူတို့သူခိုင်းနိုင်လို့လည်းကွာနော် စိတ်ဆိုးသွားပြီဘယ်လိုတာ စိတ်ဆိုးသွားတာအရင်ကြီးနော်ငါတို့ကတက်တော့မဆော့ရဘူးကွာတခုဘယ်လိုလိုက်လို့နေရတယ်လို့စကားပြောနားတော့စကားပြောနားတော့ မဆိုးပါဘူးဝမ်းနေတော့ နေနေနော်တက်တော့မဆော့ရမယ်အတူတူကတော့သူ့ရှက်တခုခုတော့ပြန်တောင်းမှရမှာကွာ တောင်းတော့ဟောဒါတောင်းနေတယ်လေ တောင်းတဲ့ ဒါခဏနေနေ အဲ့ဒါသူကြီးကတောင်းမဆုံးခင်ဗျားလည်းကာကျိုးစားနော်မင်းလည်းကာလေးချင်းငါလည်းချင်းလေးချင်းမယ်နော် ချင်းတယ်သူကပူဆူတာကို သူကလည်းညံ့ဘလို့လဲကျိုးစားလို့ပြောတာ ကျူးစားမှာ ဒါဆိုရင်ငါတို့ကြိုးစားမယ်ကြိုးစားမှရတဲ့တော့မယ်ခံစားရမယ်ဒီလိုကိုရှင်အခုတော့ပြန်တော့မှရမယ် အခုခုတော့တောင်းအောင်တခုခုတော့တောင်းအောင်နှစ်ခုတော့မတောင်းအောင် အခုတော့တောင်းရမယ်အခုတော့သူရပြီအဲ့တော့တော့မှကွာပြောနေကြတော့မင်းမီလင်ကစိတ်ဆိုးနေတာပြေးပြေးချင်းဖွင့်ပြေးချင်းဖွင့် စင်ပြီလား ပြေးပြေးချင်းဖွင့်ချောင်းဘာလို့တာလဲ ဘာမလုပ်လဲ အားကြောင့်လက်ဘူးလက်ချက်ပြီးတော့ကျတော့ဆော့လက်ဘူးလက်ချက်ဆော့နေတာတွေ့တယ် ဘယ်ဟိုတော့ဆော့တော့ဆော့တော့ ကိုကြဆော့ညီလေးတို့ကြောင့်မဆော့နိုင်တယ် မင်းတို့မဆော့ခိုင်းတာလေကွာငါမဆော့ဘူးလို့ပြောရမှာမဟုတ် အားကိုရတော့မရအောင်ဗျာ ဟာဘာလို့မရရမှာတော့မင်းတို့၃ယောက်တစ်တော့ဆော့တော့ Wi-Fi လိုင်းကမကောင်း အေးလေ ဒါလည်းဟုတ်တာ Wi-Fi လိုင်းမကောင်းတော့ငါတယောက်လည်းဆော့တော့Wi-Fi လိုင်းကောင်းတော့ငါဆော့တာအဆင်ပြေတော့ဟောမင်း ဘုရားဘုရားဟုတ်